ကိုယ်စိတ်ကိုစိုးပိုင်ခြင်းတရဏဂုံအလင်းပွားတရဏဂုံတီအားကြီးအထူးကောင်းမွန်လာချေသောမိမိစိတ်ရင်ကျေးပြီးတိမ်မွေပြီးဖြစ်ရကမိမိစိတ်မိမိအစိုးရပိုင်ဆိုင်ခွင့်ရှိလာခြင်း၏သို့ကြောင့်မနောကံတောင်းကျမ်းမှုပြီးကင်းဝေးစေ၏ကာမ၏အရင်ခံသည်တွေးတောကြံစီရာမှစတင်၏ထိုတွေးတောကြံစီမှုကိုမနောကံကမှလက်ခံကကြံစီသုံးသပ်မပြီးတော့လျင်နောက်လိုက်ကာယကံဝစီကံများလဲတောင်းကျမ်းစေရာလမ်းစာမပေါ်လွင်ပြီးကိုယ်နှုတ်နှလုံးသုံးပါလုံးကိုပိုင်ကျုံအစိုးရနေသူအဖို့တလောကလုံးကိုလည်းပိုင်ကျုံအစိုးရခွင့်လွှမ်းမိုးခွင့်ရရှိတော်တည်သောဤ၌သီလနှင့်တရဏဂုံဟူ၍နှမျိုးရှိကြလေရာတွင်တရဏဂုံသည်စိတ်တွင်းထားကြွပရိယုတ်ဌာနခေါ်ကိလေသာအတွေးအဆများကိုဖိချနှိပ်ကုခြင်းကိုတာဝန်ခံ၏နှင့်သီလကကိုထိနှုတ်လုံးကျုံထွက်လာသောဝိတိတ်ကမခေါ်ကိလေသာယံထိုတောင်းချမ်းများကိုငြိမ်ဝှေ့ပြပြစေရ၌တာဝန်ခံ၏မမေ့မလျော့မပေါ့မဆသောအပ္ပမာဒတတိဖြင့်ထိထိမိမိတရဏဂုံပွားရှိသူဤစိတ်သည်အဟောင်းကိုလည်းမတွေးမိအသစ်သို့လည်းပြေးမတိမိပြီးစိတ်သည်အာယုံတစ်ခုတစ်ခု၌အစနှင့်အဆုံးညာချီသောတည်ဝင်ရနေရာကိလေသာတို့မစည်းယုံသာတော့ရာကထိုကိလေသာနှင့်ထိုစိတ်မချိတ်မိကြတော့ပြီးထို့သောတရဏဂုံတီသီလကြောင့်ကိုယ်နှုတ်နှလုံးသုံးပါလုံးတို့ကိုကိလေသာကတ်ခွင့်မရလီသောအခါလူဤလူတတိဖြစ်သောပင်ကိုယ်စိတ်သည်ကိုယ်ဝဲနေခွင့်ရချေပြီးထိုလူပင်ကိုယ်စိတ်ဝင်နေသူအဖို့အရာရာတွင်စိတ်သဘောထားကြီးမြင့်စွာဖြင့်ခွင့်လွန်နိုင်တော်တည်သောတစ်ဖက်သို့ဒန်းတူထားလိုသောစိတ်ဝင်နေတော်ရာကမိသူနှင့်ဆက်ဆံနူးညံ့သိမ့်မွေဟန်ပေါ်လွင်နေတော်တည်သောထိုသူဤတိခံတတ်မှုသည်ခွင့်လွတ်မှုပါသောတိခံမှုတည်ထိုသူဤမေတ္တာထားတတ်မှုသည်ကိုချင်းစာအညာပါသောမေတ္တာဓာတ်တတ်မှုတည်ထိုသူဤသစ္စာစကားသည်ကျိန်စာမတိုက်သောဒေဒိုလိုက်အမှန်စကားတသက်ချီတည်ကျေးဇူးတော်ရှင်မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးဟောကြားတော်မူခဲ့သောတရားတော်ကိုကျမတို့ဓမ္မတိန်တော်အဖွဲ့သားများမှဓမ္မဌာနအနေဖြင့်ပြန်လည်ပြီးတော့ညှဝေလိုက်ပါရရှင်